ချေမျိုးခန့်ရောက်ရှေ့ကိုပေးလာပြီလက်ကလာပြီဒိုရာပြီလို့တော့ပြင်မဲ့ထားတော့တယ်မျိုးခန့်ကျော်လုံးဝကွင်းနဲ့လောက်ကနေလဲခဲ့လိုက်ပြီမဲ့ဂူပေါက်နဲ့အနေနဲ့လွဲချုံလို့သွားခဲ့တာပဲဖြစ်ပါတယ်ဒီတွေးဖို့တာဝင်သွားခဲ့မယ်ဆိုရင်တော့အများဘောလုံးရလာပြီဒီလိုကြည့်ချက်ကိုလုံးလွတ်ထွက်လာရင်များလက်ကမ်မီဟိုဘီများအိန္ဒိယယူဆဖို့တင်းတံမြန်တိုက်စစ်အနေထားတစ်ခုကနေတော့ဒီနေ့ပွဲစဉ်ရဲ့ဥဆောင်မှုတော့ယူဆဖို့တင်းရဲ့တိုက်စစ်ကိုဥဆောင်လာတဲ့ Washington ဆင်းရသူယူပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီမှာယူဆဖို့တင်းရဲ့ဇာမားတွေတိုက်စစ်ကိုအလွန်ကြိုလိုက်ပါနေချိန်မှာတော့ဒီတမလက်ကန်နဲ့ဂိုးပြန်ပြီခင်ဗျာကန်တီရဲ့အလိုက်တင်လေးမျှော်ထုတ်ပြီးတဲ့ဘောလုံးတော့အိန္ဒိယတောင်မြန်တိုက်စစ်ကစားသမားမောင်မရှိကန်သွင်းအဆုံးသက်ပြီးတော့အိန္ဒိယတင်တို့ကဥဆောင်ကိုတော့ရယူပေးသွားဒုတိယမြောက်ဥဆောင်ကိုတော့ရယူပေးသွားနိုင်ကြရလဲဖြစ်ပါတယ်ဟောတိုက်တယ်မရှိကောင်းတဲ့အဆုံးတက်ပြီးတော့မြန်မာပြည်တော့ခြေပါယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒူဘိုင်ရဲ့ပေးပို့မှုကိုခဲစစ်ကနေတိုက်စစ်ကိုလိုက်ပါလာတဲ့